ရှာမားတို့တခုမင်းမယ်ပိုက်တာဂိုရပ်တီရမဘလို့တင်နေလဲရှာမားတွေအများစုတင်တဲ့ပုံမှာဒီလိုတင်တာblack board white board ကြီးမှာခေါင်းစဉ်ရေးပိုက်တာဂိုရပ်တီရအောက်ကအတိတ်ပဲရေးတောင်းမှန်တတိကတခုတည်းတောင်းမှန်အနောက်မှာစတူရဲ area သည်ကျန်တဲ့ဘက်မှာစတူရဲမှာ area ပဲပေါင်းတဲ့ဒူညီသည်ရောအောက်ကနေ a square equal to b square plus c square အဲ့ဒါရေးရော example တွက်ဒါမျိုးတင်တာ no သင်္ချာတင်တယ်ဆိုတာတွက်တက်ရုံမတင်ရဘူးတွေးရအောင်တင်ရတယ်ထပ်ပြောမယ်တွက်တက်ရုံမတင်ရဘူးတွေးရအောင်တင်ရတယ်ကျွန်တော်ပိုက်တာဂိုရပ်တီရမ်ကိုကျွန်တော်တင်တဲ့ပုံလေးပြောပြမယ်ကြည့်ကြည့်လိုက်ပိုက်တာဂိုရပ်တီရမ်ကိုတင်တော့မယ်ဆိုရင်ပိုက်တာဂိုရပ်ဆိုတာလူတစ်ယောက်လို့သိအောင်တော့အရင်ပြောဖို့လိုတယ်ကလေးတွေကိုပိုက်တာဂိုရပ်ရဲ့ပုံကိုပြဟောရီတာကတော့ပိုက်တာဂိုရပ်ဆိုတဲ့လူကြီးပဲဟေ့အဲ့အနေစပိုက်တာဂိုရပ်ဟာတနေ့မှာအိမ်ကျမ်းပြင်ပေါ်ကကျွေပြားစတူရန်ကွက်တွေကိုစိုက်ကြည့်နေတယ်ပိုက်တာဂိုရပ်ဟာကျမ်းပြင်ကိုစိုက်ကြည့်နေရင်ကျမ်းပြင်ကအကွက်လေးတွေထဲမှာတောင်းမှန်တရိကံတစ်ခုကိုမြင်သွားတယ်စူးစိုက်မိသွားတယ်ဆက်လက်ပြီးတော့တောင်းမှန်တရိကံဒီရဲ့အနာဘော်ကစတူရန်တွေကိုလည်းမြင်သွားတယ်တောင်းမှန်တရိကံရဲ့အနာသုံးနာဘော်စတူရန်၃ခုကိုလည်းသူမြင်သွားတယ်ဆက်ပြီးတော့သူကစတူရန်တွေအတွင်းတွေကတရိကံခွက်ကလေးတွေကိုလိုက်ရေးကြည့်တယ်တရိကံအကွက်လေးတွေကိုလိုက်ရေးကြည့်တယ်အဲ့ဒီလိုရေးကြည့်တဲ့အခါမှာသူ့ရဲ့တွေးရှိမှုကဒီတောင်းမှန်ကန်အနာဘော်ကစတူရန်ရဲ့အကွက်ပေါင်းဟာစတူရန်ရဲ့အကွက်ပေါင်းဟာဒီဘက်ကအနာနှစ်ဘက်ပေါ်စတူရန်နှစ်ခုရဲ့အကွက်ပေါင်းခြင်းနဲ့တူညီနေတာကိုသူသာတွေ့တယ်အဲ့ဒီမှာပိုက်တာဂိုရပ်တီအိုရမ်ဆိုတာစတာပဲဆက်ပြီးတော့ပိုက်တာဂိုရပ်စဉ်းစားမိတာကတောင်းမှန်တရိကံတစ်ခုမှာတောင်းမှန်ကန်အနာဘော်ကစတူရန်ရဲ့အကျယ်အဝန်းဧရိယာဟာတဲ့ကျန်အနာနှစ်ဖက်ပေါ်ကစတူရန်နှစ်ခုရဲ့ဧရိယာပေါင်းခြင်းနဲ့တူတယ်လို့သူတွေ့တယ်တခြားအကွက်တွေပေါ်မှာသူအကျဉ်းခါကလှုပ်ကြည့်တယ်အဲ့ဒါပြင်ဆောက်ရွက်ပေါ်မှာတောင်းမှန်တရိကံတွေဆွဲပြီးတော့အကျဉ်းခါကတိုင်းကြည့်တယ်အဲ့ဒီမှာသူတွေးရှိတော့တယ်သူ့ကိုယ်သူခိုင်ခိုင်မာမာခံယူလိုက်တာကတောင်းမှန်တရိကံတစ်ခုမှာတဲ့တောင်းမှန်ကန်အနာဘော်ကစတူရန်ရဲ့ဧရိယာတည်တဲ့ကျန်အနာနှစ်ဖက်ပေါ်ကစတူရန်များဧရိယာပေါင်းလက်နဲ့တူညီတယ်ဆိုတာကိုတွေးရှိသွားတယ်ပိုက်တာဂိုရပ်တွေးရှိသွားတဲ့ယူဆချက်ကိုပို့ပြီးနားလဲအောင်ပြောရမယ်ဆိုရင်တော့ဒီတာတောင်းမှန်တရိကံတစ်ခုတောင်းမှန်တရိကံတစ်ခုမှာတောင်းမှန်ကန်အနာဒီတာကကျန်အနာနှစ်ဖက်တောင်းမှန်ကန်အနာဘော်ကစတူရန်ရဲ့ဧရိယာဆိုတော့ဒါတောင်းမှန်ကန်အနာမှာစတူရန်တစ်ခုတိဆောက်လိုက်တယ်စတူရန်ဆိုတော့ဒီလိုအလျားအနံညီတယ်နော်ဒီမှာငါးလက်မှာငါးလက်မှာဒါငါးလက်မှာဒီနောက်တစ်ဖက်မှာစတူရန်တစ်ခုတိဆောက်မယ်လေးလက်မှာဟုတ်ပြီဒီဘက်အနာပေါ်မှာစတူရန်တစ်ခုသုံးလက်မှာ
3လက်မှာ3လက်မှာ3လက်မှာစတူယန်တစ်ခုဒါဆိုလို့ရှိရင်တောင်းမှန်တရီကန်တစ်ခုရဲ့အနာ3ဘက်ပေါ်မှာစတူယန်3ခုရှိတယ်ဒီဓာကတောင်းမှန်ကန်အနာပေါ်ကစတူယန်ဒါတောင်းမှန်ကန်အနာအရှိဆုံးတောင်းမှန်နဲ့မျက်နှာချင်းဆိုင်ဒီဘက်ကကြံအနာပိုက်တာဂိုရယူဆတဲ့အချက်ကဒီတောင်းမှန်ကန်အနာပေါ်ကစတူယန်ရဲ့ဧရိယာဒီတဲ့ဒီနှစ်ခုပေါင်းခြင်းရဲ့ဧရိယာနဲ့တူတယ်လို့ပြောတယ်အဲ့ဒါကိုသိကြအောင်ကဲတူလားမတူလားဒီအကွက်လေးတွေနဲ့တိုင်းတာကြည့်မယ်ဒီဘက်ကစတူယန်လေးကိုဒီဘက်ကိုတင်ကြည့်လိုက်ဒီဘက်ကစတူယန်ရဲ့ဧရိယာနဲ့ညီမညီကိုတင်ကြည့်လိုက်မယ်ဒါဒီလိုတင်ကြည့်လိုက်နော်မျက်စိတွေလဲတော့အဲ့လိုတင်ကြည့်လိုက်တဲ့အခါမှာကွက်တိတူနေတယ်တဲ့နော်အဲ့လိုကလေးတွေကိုမြင်သာအောင်ပြရဒါကြောင့်မို့လို့ကလေးတွေကိုပုံစံနည်းဘက်ကိုပြောင်းတော့မယ်ဆိုရင်တောင်းမတရီကန်တစ်ခုရဲ့တောင်းမကန်အနာကို A လို့ထားလိုက် A ဆိုရင်စတူယန်ဖြစ်တဲ့အတွက်ဒါ A ဒါ A ဒါကို B ထားလိုက်ဒါဆိုဒါ B ဒါ B ပတ်ပတ်လဲ B ပေါ့နော်ဒါဆိုဒါကို C ထားလိုက်ဒါ C ဒါ C ပတ်ပတ်လဲ C ပေါ့ဒါဆိုသူ့ရဲ့ area ရှာမယ်ဆိုရင်အလျားနဲ့အနံနဲ့မြောက်တော့ A square နော်သူနဲ့မြောက်တာဟုတ်သူနဲ့မြောက်တော့ B square သူနဲ့မြောက်တော့ C square ဒါဆိုအစားလုံးကပုံစံမှာရှင်းပြထားတယ်ဒီ area ကြီးတစ်ခုလုံးဟာ A square ဒီဘယ်သူနဲ့ညီမလဲဆိုတော့ B square အပေါင်း C square ဒီနှစ်ခုပေါင်းခြင်းနဲ့ညီတယ်ဆိုတော့ပိုက်တာဂိုရသီအိုရမ်ကိုအဲ့လိုရှင်းပြပါမယ်အဓိကတော့ဒီ A square equal to B square plus C square ဖြစ်လာပုံလေးကိုနားလည်အောင်ရှင်းဖို့မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကလေးတွေကိုအဲ့ဒီလိုသင်ပါတယ်အားလုံးလည်းလိုအပ်ရင်အသုံးချကြည့်ပါ